ဘဝမှာပျော်ရွှင်မှုတွေအမြဲရှိနေနိုင်ပလားဆိုတာမိတ်ဆွေတွေးဖူးပါသလားခက်ခဲတဲ့နေ့ရက်တွေကြုံလာတဲ့အခါမှာတော့မိတ်ဆွေရဲ့နောက်ထပ်အပြုံးလေးတွေကအချိန်မရွေးပေါ်လာနိုင်ပါတယ်ကောင်းတဲ့အရာတွေမိတ်ဆွေစီကိုရောက်လာတော့မယ်ဆိုတဲ့ယုံကြည်ချက်ကိုသူ့အတွေ့အကြုံကတဆင့်မျှဝေပေးခဲ့ပါတယ်ဒီအယူဆကပေါ်ပေါ်တန်တန်ဒါမှမဟုတ်အယုံလွယ်လို့ထင်ကောင်းထင်နိုင်ပါတယ်ဒါပေမဲ့ဘဝဆိုတာတကယ်ကိုရှုပ်ထွေးတဲ့ဆိုတာကိုသူလက်ခံပါတယ်ဘယ်သူမှတစ်သက်လုံးအခက်အခဲမရှိပဲဖြတ်သန်းသွားနိုင်တာမဟုတ်ပါဘူးငယ်ဘဝတုန်းကပိုပြီးစိတ်ခန်းစားမှုဆိုင်ရာဗဟုသုတတွေသာရှိခဲ့ရင်သူ့ရဲ့နာကျင်မှုတွေကိုပိုပြီးထုတ်ဖော်ပြောဆိုနိုင်ခဲ့မယ်လို့ပြောပါတယ်သူကတော့ဘလို့အခက်အခဲမျိုးကိုမဆိုရှောင်ရှားဖို့ကြိုးစားပေမဲ့အဲ့လိုခန်းစားချက်တွေပြန်ရောက်လာအောင်မယ်ဆိုတာသူသိပါတယ်ဒါပေမဲ့သူကတော့အမြဲတမ်းမျက်နှာမှာအပြိုးတစ်ခုနဲ့ဒီစကားတွေကိုပြောပါတယ်အမောင်ဆုံးကောင်းကင်မှာတောင်တင်တွေကြားကနေအလင်းရောင်ပေါ်လာမှာပဲဆိုတာသူအချင်းကြလာတော့သိလာခဲ့ပါတယ်နေစဉ်ဘဝမှာပျော်ရွှင်မှုကိုရှာဖွေတာဟာအယုံလွယ်တာမဟုတ်ဘူးလို့သူထင်ပါတယ်တကယ်တော့တကယ်ပျော်ရွှင်မှုအထက်ဒါဟာတစ်ခုတည်းတော့နီလန်းဖြစ်ပုံရပါတယ်ပျော်ရွှင်စရာမကောင်းတော့အောင်တိမ့်ငယ်တဲ့အရာဆိုတာလုံးဝမရှိဘူးလို့သူယုံကြည်ပါတယ်အဲ့ဒီတိမ့်ငယ်တဲ့ပျော်ရွှင်မှုတွေကိုသူကအလေးအနက်ထားတာကြောင့်အဲ့ဒီပျော်ရွှင်မှုတွေစုပေါင်းပြီးကြီးမားတဲ့ပျော်ရွှင်မှုတွေဖြစ်လာခဲ့တာပါပျော်ရွှင်ခြင်းဆိုတာစိတ်ကူးရင်ဆန်တဲ့အရာမဟုတ်ပဲအစွမ်းထက်တဲ့ကိရိယာတစ်ခုဖြစ်ပါတယ်ဘဝမှာအကြောင်းတွေပေါ်လာတဲ့အခါအဲ့ဒီပျော်ရွှင်မှုကနေတဆင့်အလင်းရောင်ကိုပေးစွမ်းနိုင်ပါတယ်ပျော်ရွှင်မှုမပြည့်ဝတဲ့အခါမျိုးမှာတော့ဒါကိုမထိုက်တန်ဘူးလို့ထင်တဲ့အခါမျိုးမှာတော့နေ့စဉ်ဘဝမှာသိငယ်တဲ့ပျော်ရွှင်မှုတွေကိုရှာဖွေတာဟာအမြဲတန်ဖိုးရှိတဲ့အလေးကျင့်တစ်ခုပါပဲတချို့နေ့ရက်တွေမှာတော့ဒါကပိုလွယ်ကူပြီးတချို့နေ့ရက်တွေမှာတော့ကိုးစားအားထုတ်မှုလိုအပ်ပါတယ်ဒါပေမဲ့သူကတော့သူ့ရဲ့အကောင်းဆုံးကိုးစားအားထုတ်မှုတွေနဲ့ထိုက်တန်တယ်လို့ခံစားရပါတယ်သူဟာပျော်ရွှင်ခြင်းဆိုတာသူ့ထပ်ပူထိုက်တန်တူတဲ့အတွက်ပဲလို့အချိန်ကြာကြီးယုံကြည်ခဲ့ဦးပါတယ်တကယ်တော့လူတိုင်းကရှိနေုံနဲ့တန်ဖိုးရှိပြီးပျော်ရွှင်မှုကိုထိုက်တန်ပါတယ်ရောင်းရည်တင်းနေခြင်းဆိုတာနောက်ဆက်တွဲဖြစ်လာတဲ့မျှော်မှန်းချက်တွေအားလုံးအတွက်အကျမ်းမာဆုံးပုံစံပါပဲသူကပျော်ရွှင်စရာအခိုက်အတန့်တွေကိုရှာဖွေနိုင်စွမ်းရှိပြီးအခွင့်အလမ်းတွေအများကြီးရှိပါတယ်နောက်တစ်ခါမိတ်ဆွေရဲ့တောက်ဆရာဟာအပူရင်အကောင်းဆုံးဖြစ်နေခြင်းဒါမှမဟုတ်ခရဲနဲ့ပြီးပြည့်စုံတဲ့အစာတစ်လုပ်ကိုစားရတဲ့အခါမျိုးမှာတတိထားကြည့်ပါအကြိုက်ဆုံးခြေအိတ်တွေကိုစီးတဲ့အခါဒါမှမဟုတ်ထိုင်ရတာအနေတော်ဖြစ်အောင်ဖင်းလိုက်တဲ့အခါမျိုးမှာလည်းဒီလိုပါပဲကြာပြီဖြစ်တဲ့တချင်းကောင်းတစ်ပုတ်ကိုရုတ်တရက်ကြားလိုက်ရတဲ့အခါမျိုးဒါမှမဟုတ်မိတ်ဆွေကိုပြုံးပြတဲ့သူစိမ်းတစ်ယောက်နဲ့မျက်လုံးချင်းစုံမိတဲ့အခါမျိုးတွေကိုစဉ်းစားကြည့်ပါဒီလိုမျိုးနေ့စဉ်ဘဝရဲ့ပုံမှန်နေ့ရက်တွေဟာပျော်ရွှင်မှုအပြည့်နဲ့ပြည့်နေပါတယ်အသေးငယ်ဆုံးသောပျော်ရွှင်မှုတွေဟာအရှာဖွေရအလွယ်ဆုံးဖြစ်ပြီးအမြဲတမ်းစူပေါင်းပြီးပိုကြီးလာတတ်ပါတယ်သူဟာတင်းငယ်တဲ့ပျော်ရွှင်မှုတစ်ခုကိုအမြဲတမ်းအာရုံစိုက်တတ်ပါတယ်တချို့ကသူ့ကိုအလွယ်တကူကျေနပ်တတ်သူလို့ပြောကြပေမဲ့သူကတော့မကြာခဏပျော်ရွှင်သေးတတ်သူလို့ပြောပါတယ်ဒါကြောင့်မိတ်ဆွေရဲ့နေ့စဉ်ဘဝမှာပျော်ရွှင်မှုအမြဲထွန်းလင်းနေပါစေလို့သူကဆန္ဒပြုခဲ့ပါတယ်ဒီလိုမျိုးနေ့စဉ်ဘဝအယောင်အရာတွေကိုသူအမြဲဝေမျှပေးလိရှိပါတယ်